လက်ရဘလူးတပ်သားတွေကသူတို့တက်မှုကိုမပြောရဲပေမဲ့မခံချင်ဖြစ်နေသူတွေရှိတယ်လို့အကြောင်းသိသူတွေကတော့ဘာမှဖြစ်မနေလက်ရဘလူးဆိုတာအဲ့လိုပဲလို့သာဆိုကြပါတယ်မကြမီစစ်သူကြီးနေမျိုးတီဟာပရိကဘုရားကျော်ကောင်းကိုခေါ်တွေ့တယ်ညွန်ကြားစရာရှိရညွန်ကြားပြီးနောက်ဆုံးမှာတော့မောင်မင်းကိုလက်ရဘလူးကြောက်လို့အရှုံးပေးသွားကြောင်းသတင်းကြီးနေတယ်ဟုတ်ကဲ့လားမှန်ပါအလောင်းမင်းကြီးလူဆိုပြီးတော့မှအသက်လွတ်ထောင်လွှားနေတာကြောင့်ဆုံးမလိုက်ရချင်လားမင်းကိုဘယ်သူကကြောက်ပါလဲပြောတယ်လက်ရဘလူးကိုယ်တိုင်ကျွန်တော်မျိုးရှိမှအတီလင်းထုတ်ဖို့ပြောသွားကြောင်းပါမင်းကိုကြောက်ပါသည်လို့ပြောသလားဒီတိုင်းပဲပြောပါတယ်မဖြစ်နိုင်နားလည်မှုလွဲတာဖြစ်ရမယ်ငါတို့ဘွားရှင်မင်းတရားကြီးကိုလူပုံလေပွဲမှာအကြောင်းလည်းမရှိပြောသွားတာမြင်နေမလားအလားမင်းတရားကိုတော့မှရောင်းရင်ဖတ်တယ်လို့ရဲဘုံပြောဆိုဆက်ဆံတာကဒင်းတယောက်ပဲရှိတယ်နင်းလူကောင်ကအဖတ်တောင်လုံးမှမထင်ဘုရားကျော်ကမကြည်မနဲ့ဖြစ်သွားတယ်စစ်သူကြီးကအစဒင်းကိုအထင်ကြီးလွန်းနေဒင်းကပြင်မရှင်ရဲလို့ဘုံလေမှာရှောင်ပြေးသွားခဲ့တယ်စစ်သူကြီးစကားကိုနှုတ်လည်းမထိုးဘူးမမဲ့ရှက်ဒေါသကြောင့်ဘုရားကျော်ခေါင်းရဲ့ခန္ဓာကိုတုံးရင်လာပါတယ်အကောင်သေးတယ်လို့မခံလေးစားပြည့်မှုတတ်တဲ့အဲ့ဒီလက်ရဘလူးနဲ့တယောက်ချင်းကြရလက်နဲ့ရွေးပြီးတော့မှတတ်ရဲပါတယ်ဗျာအရှင်ရှိမှပင်ဒင်းခါကိုချိုးလို့မသိမချင်းတတ်ပြပါမယ်ဗျာအေးသဘောပေါက်ပြီလက်ရဘလူးဘာကိုကြောက်တယ်ဆိုတော့ငါရိပ်မိပြီအတွေ့အကြုံနဲ့လို့မြင်းကျက်သူတွေကဒီလိုပဲဖြစ်တယ်နောက်စီးစရာကြုံမှများရင်နားလည်နိုင်လိမ့်မယ်သွားတော့မကြမီမဏိပူရကသေးတွေကပုံကန်ထားကြလာတယ်လေအေယာရီမြည်ကိုမောင်မြတ်သောရေကိုလာယူရကဒီမာတို့နဲ့အချင်းများပုံကန်တာဖြစ်ပါတယ်ဇေမြူရှင်မိန်တော်ကြောင့်စေသူကြီးနေမျိုးတီဟာပရိကဘုရားကျော်ကောင်းနဲ့တက်တက်ကိုနှိမ်နှင်းဖို့လွှတ်လိုက်ပါတယ်ကသေးတို့ကနေမြေကျွမ်းလာတယ်အမဲလိုက်နေတဲ့မုံဆူးမျိုးနွယ်တွေဖြစ်တဲ့ပြီးညီမှာသူမတော်အောင်ဆွမ်းထက်တယ်ဘုံနဲ့အတင်းဝင်အတင်းတိုက်တဲ့ဘုရားကျော်ကောင်းကအစာပိုင်းမှာအောင်ပွဲအချို့ရပြီသိမကြခင်မှာကသေးတို့ရဲ့ထောင်ချောင်းမိလို့တက်ဆို့ရပါတော့တယ်နိုင်ရဘလူးကိုအောင်နိုင်တဲ့အတွက်ဝန်ကျွမ်းနေတဲ့ခုံတွေကရန်သူအစစ်ပြတဲ့ကသေးတဲ့နဲ့တွေ့တဲ့အခါပျောက်ကွယ်သွားပါတယ်ကသေးတို့ရဲ့အစွမ်းကိုလေးစားခံရပြီကသေးကောင်းဆောင်တွေမြည်ပြကြတာကိုလေးမောနေရတယ်ကြီးမားတဲ့ကသေးမြင်းနေနဲ့မရှင်းနိုင်ကသေးလေးတီတော်တွေကြောင့်အနားတော်မှမကန့်နိုင်တော့တဲ့အခါခွာပြီးရန်တက်တည်နေရတယ်နေမျိုးတရားပရိကတောင်းလို့ငါတော်ရတာကသူ့လူလက်ရဘလူးကိုကသေးမျိုးကိုစစ်ကိုထည့်ပေးလိုက်တယ်တရေနူပြန်တွေ့ကြပြန်ပြီဒါပေမဲ့မသိမဖြစ်လက်ရဘလူးကဘုရားကျော်ကောင်းကိုလေးလေးစားစားဆက်ဆံတယ်လို့ဘုရားကျော်ကောင်းကလည်းနိုင်ဘူးသူဆိုပြီးမဖိနေကောင်းကောင်းမွန်မွန်ပြောဆိုဆွေးနွေးဖို့ရပါတယ်ကသေးတက်ကရမျိုးကိုလေးများနဲ့လာပစ်ပြီးမြို့ပြင်ကမြင်းပြနေကြတာကိုမြန်မာအများပင်လုံးတက်ထိတ်ကနေကြည်နေကြတယ်ဘုရားကျော်ကောင်းကလက်ရဘလူးနဲ့စစ်ကူတက်မှုတွေကိုခေါ်ပြီးပြတော့လက်ရဘလူးကမပြောမစုံနဲ့ဘရဲတူးစီကလမ်းရှိကိုဆွဲမြင်းပြနေတဲ့ကသေးကောင်းဆောင်စီကိုလမ်းနေလွတ်လိုက်ပါတယ်မြင်းဘော်ကထိကြပါတယ်ကသေးမြစ်တဲ့ရုပ်သေးဖြစ်နေစဉ်စစ်မှာသူကပြတာကိုကြည့်မနေရသူက6တောင်ကြည့်မနေရဒီလိုပဲလုပ်ရတယ်အဲ့လိုပြောဆိုဆင်းသွားပြီးမြင်းတင်မြန်မှုယူလို့တကားဖွင့်ထွက်သွားပါတယ်ဘုရားကျော်ကောင်းတို့တမိုးအများချောင်ကြည့်နေကြတယ်ကသေးတက်စီသူထွက်သွားတော့မှအရိယာလိုစီးပြင်ဆင်ရတယ်ဆက်ကြီးမောင်းကြီးလိုအုံးကျွတ်တက်လိုက်တယ်လက်ရဘလူးကတော့ရန်သူတွေစီလန်သူတစ်ချောင်းလေးချောင်းလှုပ်လို့မြင်းတစည်းနဲ့ပြေးလိုက်သွားတော့ရန်သူတက်တွေကမြားတွေနဲ့ပြန်ပြေးကြတယ်မထီအောင်မှန်းသိတဲ့ကစုတ်ခွာပြေးသွားကြတယ်မြန်မာတက်တွေလည်းကသေးတို့ပြေးရကိုထွက်လိုက်ကြတယ်လမ်းမှာကသေးမြင်းတီနှစ်ဦးသုံးလဲကျနေတာကိုတွေ့ရတယ်အဲဒီနောက်ထပ်တစ်ယောက်အဲဒီနောက်ထပ်တစ်ယောက်တယောက်ပြီးတယောက်လက်ရဘလူးကိုတော့မတွေ့ဘူးကသေးရွာထဲဝင်သွားတယ်လို့မြင်လိုက်သူကဆိုကြတော့လိုက်ကြပြန်နေရွာထဲမှာကဘာပြတ်နေသလိုရှိတယ်စူးကြော်အရန်သားတွေကိုခုံဝင်ပြီးမြင်းယောက်ျားမင်းမဟူသမျှကိုလိုက်လာထိုးခုတ်နေရရှိပါတယ်မြင်းနဲ့ဝင်လာရင်မြင်းကိုခုတ်ပြတယ်အိမ်ဘော်ကဒူးလေးနဲ့ပြင်အိမ်နဲ့ရန်ချမ်းတွေကိုပါခုတ်ပြီးဆွဲချတယ်တယောက်တည်းထင်တိုင်းချင်းနေတော့တယ်လင်းစင်ပေါ်နေသူတွေလည်းမလွတ်တိုင်နေခုတ်ချပြီးကြားလာသူတွေကိုစီးသက်တယ်မြင်းကြီးကလည်းနမ်းမြင်းရလားတရေကြီးနဲ့ပြေးတော့ခုံပေါင်းလို့တခင်နဲ့လိုက်ဖက်ညီစွာတိုက်ခိုက်တယ်ရှေ့မှာရှိရင်ကြိုက်ပြီးတော့မှနောက်မှာရှိရင်ခွာနဲ့ပေါက်ရန်တခြားအိမ်ကြီးလင်းစင်တွေလူတွေကိုတိုက်ချသွားတယ်လက်ရဘူးလေမြင်းကဘယ်နဲ့တိုင်ညာရောက်သွားတယ်တန်းအောက်ရှိုးရင်ဝမ်းအောက်ကနေဖတ်လိုက်တယ်မြင်းကခုံပြီးသူပါထက်ကုန်ပြီးနင့်ပေါ်တက်ခုတ်လိုက်သေးတယ်တနက်တဲ့ပေါင်းပေါင်းဒူးလေးတဲ့တရှူကြီးချားကဘလူးစီးနေတဲ့လူသားတူနဲ့မြင်းချမ်းကြီးကရမ်းနေနေပြီအလွန်ဆိုးသုံးတဲ့လက်ရဘလူးပါကသေးတွေနဲ့ဘုရားကျော်ကောင်းတော်မှဒီတဝဲတဲ့လက်ရဘလူးကိုအကြီးအကျယ်ထိတ်လန့်သွားတယ်ဓပုံတက်တွေကြက်ကြက်မက်မက်ပြင်ဆင်နေကြပြီဖြစ်တယ်လို့မြန်မာတက်တွေလည်းအလွန်အားတက်လာကြတယ်နာမည်ပြတ်မှာကိုမချမိမိကုံတဲ့ချဆင်းမှာကိုဂရုမစိုက်ပဲနဲ့ရန်သူကိုထီမထင်သလောက်အချင်းချင်းတိုက်ခိုက်ပျက်စီးရမှာကိုကြောက်တဲ့လက်ရဘလူးရဲ့စိတ်နေသဘောထားကိုအခုမှတက်မှုကြီးဘုရားကျော်ကောင်းတယောက်နားလည်တယ်လို့ရှိရတယ်အာနာပြင်းတဲ့ဘုရားကျော်ကောင်းမျက်နှာညိုပြီးဆိုရင်တော့အောက်လက်ငယ်သားတွေအလိုလိုဒူးတုံနေကြပါလေဒါတော့တရားခံကလက်ရဘလူးဆိုတဲ့တက်မှုတယောက်ဒါပေမဲ့ဘုရားကျော်ကောင်းနဲ့ဘလူးမှဆက်ဆက်နေတာလည်းမဟုတ်ဘုရားကျော်ကောင်းကိုအပြစ်ပြဘူးတွေလည်းမရှိသို့တော်လည်းလက်ရဘလူးရဲ့အပြစ်မှုတွေကဘုရားကျော်ကောင်းသိခံနိုင်စွမ်းကိုလွန်မြောက်နေပြီဘုရားကျော်ကောင်းတို့ရဲ့စစ်သူကြီးနေမျိုးတီဟာပတိအပါဝင်မင်းသားမှုမဲ့အားလုံးကဖိမိန်တော်အောင်ကြောင်းရွံ့ခံရကြရတဲ့ဘဝရှင်စင်ပြူရှင်မင်းတရားကြီးကိုလူပုံလဲမှာမခံလေးစားလုပ်သွားခဲ့တယ်။ရင်းမြစ်ရှင်ကလက်ယုံအမှန်ကြည့်လို့တာကိုခပြက်ကချော်လုပ်တယ်။ဘယင်ကပြီးတဲ့တောင်းကိုညင်းပယ်ရဲတယ်။စင်ပြူရှင်မြေတူးမင်းကြီးကိုတော့မှ
ချက်ကြလက်ကြပြန်ပြောသွားသေးတယ်အခြားသူတို့ဆိုရင်တေချာပေါက်နေရာမှာပဲအကွက်ခံရပါလိမ့်မယ်အမတ်ပါဝနေတဲ့မူကြီးမတ်ရာတွေအနေနဲ့စင်မြူရှင်ရဲ့ခတ်တဲ့သဘောတော်ကိုအချမချသိကြပြီးဖြစ်ပါတယ်ဘသူကဘယ်လိုစကားမျိုးရှောင်ရင်ဘယ်လိုအပြစ်ပေးခံရမလဲဒီစကားကတော့အကွက်ညက်ခံရမယ်ဒီအဆိုကတော့ရေဝန်လွှာချင်းနဲ့ထိုက်တယ်ဒီတခေါင်းကကားစင်နဲ့တင့်ရော်တယ်ဒီအပြောကတော့အပေါင်လက်ကိုဖြတ်လို့အသက်ခံရလိမ့်မယ်လို့သိနေချသူတွေဖြစ်ပါတယ်လိုက်ရဘလူးကမင်းတရားကြီးကိုလိုတိုင်းခန့်အပ်လို့တဲ့ကိုရံတော်ယာတို့ကိုညင်းပယ်လိုက်တဲ့ကအားလုံးကထိတ်လန့်သွားကြတယ်ဝင်းမှုအထိဖြစ်နိုင်တဲ့အခွင့်အရေးကိုလက်လွတ်လိုက်အောင်သာမကတင်းမာခက်တန်လုံးနဲ့စင်ပြူရှင်ရဲ့ဓာတ်ဆက်အောက်ခေါင်းရှိုးဝင်လိုက်ခြင်းလည်းဖြစ်ပါတယ်သို့တော်လည်းတုံးစံအတိုင်းသင်ကအကွက်မခံရအလောင်းမင်းကြီးရဲ့တရေကောင်ဖြစ်ခဲ့ဘူးတော့ဒါတော့မင်းတရားကခွင့်လွှတ်ပေးခြင်းလားအလောင်းမင်းတရားနဲ့ဂတိထားခဲ့တဲ့အတိုင်းမင်းမိန်နဲ့မသေးစီရလို့တဘောတော်ပိုက်ထားကြောင်ပြန်လာမသိသူရှင်သာသိပါလိမ့်မယ်ဘုရားကျော်ကောင်ကတော့ဒီအကောင်ကိုသေးစီခြင်းလာပြီအလောင်းမင်းကြီးလူဆိုပြီးတော့မှလူပါးပွားလာတယ်ဘသူကမှလူမတင်တာကဘဝရှင်ကိုတော့ရိုင်းပြလိုက်သေးတယ်တကယ်အကောင်ခမဲတော်ဘုရားရှိစဉ်ကတည်းကအမိန်မလိုက်လားစိတ်ထင်အရန်လှုပ်တတ်တယ်လို့ဆိုကြတယ်ဒီလူကောင်ကိုဘာကြောင့်မလို့ပိုးမွေးတယ်လို့မွေးထားကြတယ်ခုံးမောင်နေပြီးတော့မှသူ့တက်သူတရေတတိကောင်းများစွာရှိကြပါတယ်ဘုရားကျော်ကောင်ကစင်မြူရှင်မင်းလက်ထက်တော်ကတစားတစားယာရုတိုးပြီးတက်မှုကြီးဖြစ်လာရပြီမယ်ထွားချိုင်းသမားပြီးတော့မှအရေးချင်းရှိသူဖြစ်တော့တက်မှုအများကိုအုပ်ချုပ်ရသူထောင်စုမူကြီးဖြစ်နေတယ်လက်ရဘလူးကတော့ရခေခေကလူ2000 3000အုပ်ချုပ်ခဲ့ရဘူးတာမှန်ပြီမဲ့အခုမင်းမှုပြန်ထမ်းရတဲ့အခါလူ900ကျော်ကသာကွက်ခဲ့ရသူတက်မှုကလေးဖြစ်ပါတယ်ဒါကြောင့်ဘုရားကျော်ကောင်ကအကြီးသို့တော်လက်ရဘလူးကယူသေးလေးမြတ်ခြင်းမရှိသူ့ကိုသိတော့မသိပါဘူးဒီအရေးကိုတမင်းနန္ဒကျော်သူနဲ့ပြောဆိုတိုင်ပင်ဖြစ်တယ်နန္ဒကျော်သူကတော့ချင်းချင်းလှုပ်စေခြင်းနဲ့ဒင်းကအလကားနေပါလွားနေတာမဟုတ်တန်ရအကြောင်းရှိရမယ်လို့ဆိုတယ်ဘုရားကျော်ကောင်ကဒီအကြောင်းကိုတစ်ချက်တည်းနဲ့ကြည်သွားစေခြင်းနဲ့လူပုံလည်းမနှိပ်ကွပ်ပြီးဦးကျိုးသွားအောင်လုပ်လိုက်မယ်လို့ပြန်ပြောတယ်နောက်နေ့မှာမဟာနော်ရထာတက်ကကင်းဆဲရမှာဖြစ်တော့တမှုလက်ရဘလူပါလာလိမ့်မယ်ဒီအချိန်မှာစိန်ခေါ်ပြီးတော့မှလက်ဝဲနှစ်ပန်းတက်လို့အလောင်းမင်းတရားလူကိုဒါတော့ဆင်မြူရှင်ရဲ့လူကအနိုင်ယူလိုက်မယ်လို့ချမ်းစီနေပါတယ်အဲ့ဒါကျော်သူကမလွယ်မှန်းသိပြီးမဲ့တမ္မာကျမ်းနဲ့ဘုရားကျော်ကောင်ကိုခွန်းတုံးမဆိုတော့ဘုရားကျော်ကောင်ကစိန်ခေါ်ရင်အလုံးမိုင်ပေးလိုက်တဲ့လက်ရဘလူကအနက်တုံပြန်လိမ့်မယ်လို့နန္ဒကျော်သူကတွက်ဆတော့ဘုရားကျော်ကောင်ကလည်းသင်းပေါမှာထိုးခွင့်မင်းကြောင်မှမရှိတာကလေးလူအဖြူတုံးနဲ့တုံးလို့ရမှာပေါ့လို့ရည်သွမ်းတွေးပါတယ်အဖြူတုံးဆိုတာကမင်းကြောင်မထိုးရသေးတဲ့ပေါင်ပြူကလေးတင်ငယ်ဒီစိန်ခေါ်လက်ခံပြီးနှပန်းတက်လဲစာရာတွေပြုလုပ်ကြတာဖြစ်ပါတယ်အနက်တုံးကတော့လူရည်လူကြီးကိုဖတ်ပြန်ခြင်းပေါ့ဒီအကောင်လွန်ရောကျွံရောမှောင်ယုံလောက်ပဲမှောင်နေမှာပါလို့ဘုရားကျော်ကောင်ကဆိုရဲနေရစရွေးဆွတ်လာသူကိုချင်းတိုက်ပြီးတုံပြန်ခြင်းဖြင့်လက်ဝိနှပန်းတက်ကြမှာဖြစ်ကြောင်းလက်သင်ခန္ဓာကိုဆိုလိုပါတယ်နန္ဒကျော်သူကတော့ချိုင်းနေတဲ့လက်နဲ့တိုက်ခိုက်နိုင်တဲ့အမဲတုံတုံးလိမ့်မယ်လို့ထင်တယ်အမဲတုံဆိုလိုက်ရဘလို့ကဘုရားကျော်ကောင်ကိုခြေပြစ်ခံပြီးတော့မှတုံပြန်ပါလိမ့်မယ်အလွန်မိုင်မဲတဲ့အမိုက်တုံကိုတော့တုံလိမ့်မှာမဟုတ်ဘူးလို့ယူဆရတယ်စိန်ခေါ်သူကိုပါရရဲ့အမိုက်တုံဖြစ်ပြီးဒီတီတီတယောက်တည်းအထူထောင်ခြင်းဖြစ်တော့စင်နဲ့စိတ်အမိုက်တုံတော့မတုံတန်ရသို့တော်လည်းလက်ရဘလူးကမုံဆိုးကြုံဘူးမင်းကောင်တော်ရတာတက်တောင်းမှမိုက်ကန်းသူလိုလဲစိုးကြပြန်တော့ဒီရည်တော့တွက်မရအထူးသဖြင့်ရင်ဆိုင်မိရင်ဘယ်တော့မှမပြေးလို့ပြောစမှတ်တွင်သူမှုရေစုံမြေစုံလုံးမှဆိုးရတယ်သို့တော်အမိုက်တုံရင်ဘုရားကျော်ကောင်ကဘလို့မှနိုင်စရာမရှိသူတို့ဆောင်စားနေတဲ့နေ့ရက်ကိုအချိန်ကိုရောက်ရှိလာပါတယ်တွေးကြပါပြီမိကြီးကလေးတို့ဟုံတောက်လာတဲ့ဘုရားကျော်ကောင်နဲ့ငိုရကြောက်လို့နတ်မောင်လျှို့ဝှက်လုံးနဲ့လက်ရဘလူးတို့ရှေကင်းဘိုးဘုံလဲမှရင်ဆိုင်မိကြတယ်ဘုရားကျော်ကောင်ကကင်းစစ်ကြသူတွေရဲ့လာလန်းရှိကစီမိုးပိတ်ရလို့သွေးတောက်ကလက်ရဘလူးလားတပတ်ကဟုတ်ပါတယ်လို့ဆိုတယ်အပူစကားမဆိုဘူးချက်ချင်းလက်ချောင်းတွေကိုစရွေးဆွပြီးလက်ရဘလူးရဲ့နားစီကိုလက်လန်းလိုက်တယ်သတင်းရှားပြင်ဆောင်စားနေတဲ့ပြည်သက်ကရင်တမမမတင်မပဲနဲ့လက်ရဘလူးကကိုရင်းလို့ရှောင်းတိန်သွားတော့မထိလိုက်ဘုရားကျော်ကောင်ကထတ်တူမဲ့အပြုတော့လက်ကိုပုတ်ချလိုက်တယ်ဘယ်လိုလဲသွေးတောက်နာမည်ကြီးနေတော့တဝဲတလန်ဆန်းလိုက်ကြရအောင်လားကျုပ်မပြိုင်ချင်ဘူးအားလုံးကအားသိနေကြတယ်လက်ရဘလူးရဲ့မန်နေဘယ်ရောက်ကုန်တယ်လဲလက်ရစရွေးဆွတ်လာရင်ဓာတ်ထုတ်ပိုင်းချလိုက်မှာကိုသတိနဲ့စောင့်နေတဲ့ဘုရားကျော်ကောင်တော်မှဘာပြန်ပြောရမယ်မသိနောက်မှသွေးတောက်ကကြောက်သလားကြောက်ပါလေမထင်မှတ်တဲ့စကားပေါ့ဘလို့မှမျောနေမထားတဲ့စကားလုံးလို့လက်ရဘလူးရဲ့နှုတ်ကကြောက်ပါလေဆိုရင်မကြားဘူးတဲ့သူ့ရဲ့နောက်ပါရဲမက်တွေတော့မှအံ့ဩကုန်တယ်ခေါင်းမောင်နိုင်ငံတော်တီတောင်စင်ကမမိုက်ကန်ကန်တက်တိုက်လေးရှိလို့နာမည်ကြီးခဲ့တဲ့ခန္ဓာကိုယ်မှာအသက်မပါသလိုပြုတ်တဲ့ဓာရီကြော်စောခဲ့တဲ့လူများမှားနေသလားပေါ့မမဲလက်ရဘလူးဟုတ်ပါတယ်နော်လက်ရဘလူးကဘာမှမဆိုရှောင်းထွက်ပြုတ်တဲ့အတွက်ဘုရားကျော်ကောင်ကတားပြီးဒါချုပ်ကိုအရှုံးပေးတာလားလက်ရဘလူးတစ်ချက်စိုက်ကြည့်တယ်အမျက်ဒေါသမမှန်မှမရှိပဂတိမျက်နာနဲ့ပဲအရှုံးပေးပါတယ်ပုံမင်းကျုပ်ချားဘူးတာတော့လက်ရဘလူးဆိုတာဘာကူမှမကြောက်တတ်ဘူးဆိုသူများပြောတာယုံသလားကျုပ်ကိုယ်တိုင်နှုတ်ကကြောက်တတ်ပါတယ်ပြောတာကိုယုံမလားဝေါကနေစစ်တီရေရွတ်တန်အောင်ဘုရားကျော်ကောင်ကြောင်ငင်းနေစဉ်လက်ရဘလူးနဲ့သူ့လူတွေထွက်ခွာသွားကြတယ်ပုံမှန်တိုင်းသာကင်းတွေကိုစစ်နေတယ်ဘုရားကျော်ကောင်ကိုကြောက်ပြီးအရှုံးပေးလိုက်တဲ့လက်ရဘလူးကိုသူ့လူတွေကမကြည်နှက်ကြသလိုအစ်စ်ခံရတဲ့စစ်တီတွေကတော့မှမလေးစားကြတော့သလိုထင်နေရပါတယ်
လိုက်ရဘလူးကတော့နာမည်ကျဆင်းသွားပြီဘုရားကျော်ကောင်မိသားဟိုးချုံနေတော့တယ်နေပြီးတော့တဝန်းစိတ်တီတော်ရဲ့ကြားမှာဒီအကြောင်းကိုအမျိုးမျိုးပြောဆိုနေကြပါတယ်